အတူစကိုင်းတိုင်းဒေသကြီးပတ်လေးမြို့နယ်အတွင်းနယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံသို့လာရောက်ဆက်သွယ်တရင်ပို့၍ဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါသည် PDF အပါအဝင်အခြားသောအကြမ်းဖက်အဖွဲ့များသည့်နိုင်ငံတော်အစိုးရနှင့်တပ်မတော်အားဆန့်ကျင်တိုက်ခိုက်ခြင်းနယ်မြေခံပြည်သူလူထုများအားလက်နက်အားကိုးဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာတာနှင့်အမျှကိုကျိုးစီးပွားကိုအခြေခံ၍နယ်မြေလူချင်းဝေစုမတည်ခြင်းအချင်းချင်းဗိုလ်ကျနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ပါသည် အဲ့ဒီလိုဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BMRA ဒါတော့ကျွန်တော်ဗိုလ်တကားအလင်းဝင်ကြောင်းကိုနိုင်ငံပိုင်မီဒီယာနဲ့ထုတ်ပြန်နေတာဖြစ်ပါတယ် ခေါ်နဂါအနေဖြင့်အကြမ်းဖက်လုပ်ရများအားလှုံ့ဆော်နေမှုများအားမနစ်မြို့တော်ခြင်းနိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုရှုံချလက်ခံလာခြင်းတို့ကြောင့်ယခုလိုမျိုးဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် ဒါတော့ဗိုလ်တကားဒီကနေ့ညနေပိုင်းမှာအလင်းဝင်တာဖြစ်ပါတယ်ပလဲရနေပဲကျွန်တော်အလင်းဝင်လိုက်တာပါ